ကျွန်တော်တို့ငယ်တော့နှာခေါင်းသွေးယူလို့ရှိရင်ခေါင်းကိုနောက်ပြပြီးတော့မှဒီဂျုံနီရဲ့နှာခေါင်းသွေးကိုတိတ်ဖို့ကြိုးစားခဲ့ကြဘူးတဲ့ဒီအမှုချင်းရမှန်သလားမှားသလားဆိုတော့ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်ပေးပါကျွန်တော်တို့ငယ်တော့ကျွန်တော်တို့ကိုယ်တိုင်ရောပဲတခြားကလေးတွေရောအိမ်ရမိဘတွေရောဒီနှာခေါင်းသွေးယူလို့ရှိရင်ခေါင်းကိုပဲနောက်ပြခိုင်းကြဒီလိုခေါင်းလေးကိုနောက်ပြလိုက်ရင်ဒီဂျုံနီရဲ့နှာခေါင်းသွေးကသူ့အနေနဲ့သူတိတ်သွားလိမ့်မယ်လို့ထင်ခဲ့ကြဘူးပဲတကယ်တော့ဒီလိုမျိုးလုံးရက်တွေဟာအသက်အန္တရာယ်အရန်ကိုကြောက်စရာကောင်းပြီးတော့အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်သွားနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နှာခေါင်းသွေးယိုနေရခေါင်းကိုနောက်ပြနေရဆိုရင်ကျွန်တော်ဒီယိုနေတဲ့နှာခေါင်းသွေးရနောက်ဘက်မှာရှိရဲ့အဆုပ်နဲ့လေးပြုံဘက်ကိုရောက်သွားရင်လို့ရှိရင်ဒီအသက်ရှူကကျက်သွားပြီးတော့အဆုပ်လေးပြုံပိတ်သွားတဲ့အထိကိုဖြစ်သွားနိုင်တယ်။ဒါ medical emergency ဖြစ်တယ်နော်။ဘာနဲ့တူလဲဆိုတော့ကျွန်တော်ငယ်တုန်းကလေကလေးနှာခေါင်းထဲကိုဂေါ်ဒီလုံးလေးထည့်တယ်အလုံးလေးဆော့เสียအလုံးလေးထည့်ပြီးတော့မှပိတ်သွားလို့ရှိရင်စေကန်းမြန်သွားပြီးတော့မှချုပ်ကင်ရလို့လေအသက်ရှူလုံးဝကျက်သွားပြီးချုပ်ကင်ရလို့ဆိုပြီးဆရာဝန်တွေဆွဲထုတ်ရရရှိရဲ့ဘိုက်ကနေနောက်ကနေကန်ပြီးတော့ဒီပိတ်နေတဲ့ကောင်ဆွဲထုတ်ရတယ်အဲ့လိုပုံစံအလားတူပဲဒီမှာကျွန်တော်ပိတ်တာကဒီအလုံးအဆန်တွေမဟုတ်ဘူးသွေးနဲ့ပိတ်တာမျိုးပဲဖြစ်တတ်တယ်တော်တော်ကိုကြောက်စရာကောင်းတယ်နော်အဲ့လိုမျိုးခေါင်းကိုနောက်ပစ်တဲ့ဟာကအသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်တတ်တယ်အဲ့လိုမှမဟုတ်ဘူးအသက်ရှူလမ်းကြောင်းဘက်ကိုရောက်မသွားပဲနဲ့ကျွန်တော်နောက်ဘက်မှာရှိတဲ့အစာရင်းနဲ့ဥလန်းချောင်းဘက်ကိုများရောက်သွားကြလို့ရှိရင်လေဒီအပေါ်ဒီအစာရင်းထဲမှာသွေးရောက်သွားတဲ့အတွက်ပြုတ်ချင်အန်ဂျင်နာတွေဘိုက်နေလို့မကောင်းတာဖြစ်တတ်တယ်နောက်တစ်နေ့ဆိုရင်လည်းကျွန်တော်ဝမ်းမမဲသွားတတ်တယ်ဝမ်းမမဲသွားရင်ရောအိမ်ရမိဘကြီးကဘာနဲ့ထင်ခဲ့ကြလဲဆိုတော့ကျွန်တော်တို့အစာရင်းနဲ့ဥလန်းချောင်းများပြဿနာဖြစ်ပြီးသားဥနံရံပေါက်သွားလို့လားအစာရင်းသွေးကြောပေါက်သွားလို့ဆိုရတယ်အထင်မှားစရာရှိနိုင်တယ်ဘယ်ဘက်ကိုရောက်ဒီလမ်းကြောင်းနှစ်ခုလုံးမှာခန္ဓာကိုယ်အတွက်တစ်ခုမှမကောင်းလို့မပေးဘူးအချို့ကလည်းရှိသေးရဲ့ဒီနှာခေါင်းထဲကိုတစ်ရှူးတွေဂွန်းတွေထည့်ရတယ်ဒီယိုးနေတဲ့နှာခေါင်းသွေးကိုပိတ်သွားနိုင်မယ်လို့ထင်ခဲ့ကြတယ်တကယ်အဲ့လိုမျိုးလဲလုံးဝမလုပ်သင့်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကနှာခေါင်းသွေးယူတာဆိုတော့နှာခေါင်းထဲမှာရှိတဲ့သွေးကြောလေးပေါက်သွားလို့ဖြစ်တာပေါက်သွားရင်ခန္ဓာကိုယ်ရဲ့ဇီဝကံမှာဖြစ်စဉ်ညာဒီပေါက်နေတဲ့သွေးကြောပြန်ပြီးဖားဖို့ကြိုးစားတယ်ပေါ့လေကျွန်တော်ကအဲ့အောင်မှာနှာခေါင်းထဲကိုပစ္စည်းတွေရှောက်ထည့်တယ်တစ်ရှူးလေးတွေကောက်ထည့်တယ်နောက်ဆုံးမှသွေးတိတ်သွားရင်ဆိုရင်ခွာပလိုက်တဲ့အချိန်မှာခန္ဓာကိုယ်ကပြန်တီးဆောက်တဲ့နေရာကိုကပြန်ပြီးရိုက်ချိုးသလိုဖြစ်တတ်တယ်နှာခေါင်းသွေးနောက်တစ်ခါပြန်ပြီးကြာတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မို့ခုပြောသွားတဲ့အမူချင်းနှစ်ခုစလုံးမှာလုံးဝမလုပ်သင့်ပါဘူးတကယ်လို့လုပ်တဲ့သူရှိရင်လည်းကိုကဒီဗီဒီယိုလေးကြည့်ပြီး Head Education ပြန်ပေးလို့ရပါတယ်ကိုယ့်ရကလေးအဲ့လိုခေါင်းမော်နေရတယ်နှာခေါင်းထဲကို tissue လိပ်တွေများထည့်နေလို့ရှိရင်လည်းချက်ချင်းပြင်ပေးပါအသက်အန္တရာယ်ရှိသွားနိုင်တယ်ပါတကယ်လုံးတဲ့တာကကျွန်တော်တို့ခေါင်းကိုလုံးဝမမောနဲ့ပေါ့လေအဲ့လိုတိတ်တာကမကောင်းဘူးဘာလို့တင်လဲဆိုတော့ရှေ့ကိုငိုက်တာကြားတဲ့သူကြားပြီစီဒီကောင်ကို bleeding point ကိုဘယ်လို control လုပ်ရမလဲဆိုရင်ကျွန်တော်လက်ကလေးနဲ့ဖိလို့ရတယ်တချို့ကြတယ်ဒီအပြင်ကိုဖိတာလုံးဝမလုပ်သင့်ဘူးသွေးထွက်တဲ့နေရာဒီအပြင်ကထွက်တာမဟုတ်ဘူးဒီထိတ်နာကထွက်တဲ့ဒီအလဲနားတော့ကထွက်တာမျိုးရှိတယ် bleeding point ဆိုတာသွေးထွက်တဲ့နေရာပေါ့လေအဲ့နေရာကိုကျွန်တော်ဖိထားဒီအယိုးနဲ့အပြင်အဟာနဲ့အသက်ရှူတဲ့လမ်းကြောင်းနဲ့ဆက်တဲ့နေရာနာဒီအလဲလောက်ကို9မိနစ်10မိနစ်လောက်ဖိပြီးရင်နှာခေါင်းသွေးရှူတာတိတ်သွားတတ်ကြများတယ်ခေါင်းကိုအပေါ်မော်ပြီးဖိရမှာမဟုတ်ဘူးရှေ့ကိုငိုက်တာဒါမျိုးလေးဖိပြီးနောက်တစ်ခုကရေခဲတင်ပြရတယ်ကျွန်တော်တို့ physics ဘောတရားအရာဆိုရင်လည်းပူရင်ပွားတယ်အေးကြုံတယ်ကျွန်တော်တို့သွေးကြောနံရံလေးပေါက်သွားတဲ့အချိန်မှာသွေးကြောနံရံကိုပြန်ကျင်းအောင်လုပ်နေဒီရိုးတဲ့သွေးရရက်သွားမှာပဲလေအဲ့အကြောင်းကိုကျွန်တော်ရေခဲတင်လို့ရတယ်ဒီနှာခေါင်းနဲ့ပါးစပ်ကြားထဲမှာလည်းရေခဲဝတ်တင်လို့ရတယ်ဒီနှာခေါင်းပေါ်ဓာတ်ရိုက်ရေခဲဝတ်တင်ရတယ်နှာခေါင်းသွေးရှူတိတ်တော့ပါတကယ်တော့ကိုကနှာခေါင်းသွေးမကြာခဏရှူတယ်တခြားနေရာမှာပါသွေးတက်တိုင်းကိုဖြစ်တာများတယ်ဆိုရင်တော့တေချာဆရာဝန်နဲ့တိုင်ပင်ပြီးမှကုသတဲ့နဲ့ဘာဖြစ်လဲဆိုတော့နှာခေါင်းသွေးမကြာခဏရှူတတ်တာသွေးယောဂအကြီးကြီးမားမားတစ်ခုပဲဖြစ်သွားနိုင်လို့ပါ